ဒီမျက်လက်စရာဟာစင်မြင့်လယ်မှာခိုင်ခန့်တဲ့ကြောက်တုံးတတိုင်းကြီးတစ်ခုကိုတိဆောက်လိုက်ပြီးစိတ်ဆွမ်းအင်တစ်ခုတည်းနဲ့အဲ့ဒီတတိုင်းကိုဖောက်ထွက်ပြမယ်လို့ကြေညာလိုက်ပါတယ်နောက်တော့သူ့ရဲ့လက်ထောက်တွေကလိုက်ကာကိုကာလိုက်ကြပါတယ်ခဏအကြာမှာတော့ဟူဒီနီဟာတတိုင်းရဲ့တစ်ဖက်ချမ်းမှာတကယ်ပဲရောက်ရှိနေတာကိုတွေ့လိုက်ရတာကြောင့်ပရိသတ်တွေဟာအံ့အားသင့်သွားကြပါတယ်အားလုံးကနောက်တစ်ကြိမ်ထပ်ပြဖို့တောင်းဆိုကြတာကြောင့်သူကမတင်မသေးနဲ့ပဲသဘောတူလိုက်ပါတယ်လိုက်ကာကိုနောက်တစ်ကြိမ်ပြန်ပေးလိုက်တဲ့အခါမှာတော့ဟူဒီနီဟာလက်ဟန်ချေဟန်နဲ့အချက်ပြလိုက်ပါတယ်အဲ့ဒီအချက်ကိုရတာနဲ့သူ့ရဲ့အပေါင်းပါကစက်ခလုတ်ကိုနှိပ်လိုက်တဲ့အခါချမ်းပြင်မှာအပေါက်ကလေးတစ်ခုပေါ်လာပါတယ်ဒါဟာတတိုင်းကိုဖောက်ထွက်ပြတဲ့မျက်လက်ရဲ့ရှိုးဝက်ချက်ပါပဲဟူဒီနီဟာသူ့ရဲ့ပုံစံကို view မဆိုင်နိုင်တော့ပဲအဲ့ဒီအပေါက်ထဲကနေကုန်းယုံထွက်ခဲ့ပါတယ်အင်ဂျီတွေကိုပြန်ပြင်ပြီးပရိသတ်ရှိမှရှိုးဝက်ဆန်းကျဲရဲ့ပုံစံနဲ့ပြန်ပေါ်လာတဲ့အခါမှာတော့လက်ခုပ်တန်တွေဟာအရင်ကထက်တောင်ပိုကျလာပါတော့တယ်အဲ့ဒီအချိန်ကစားပြီးဟူဒီနီရဲ့နမီကျော်ကြားမှုဟာထိတ်ဆုံးကိုရောက်သွားခဲ့ပါတယ်ယော်ရှာဘီယင်ကတောင်သူ့ကိုကရင်မလင်နန်းတော်မှာဖျော်ဖြေဖို့ဖိတ်ကြားခဲ့ပါတယ်ဟူဒီနီဟာလူအုပ်ကြီးရှေ့မှာရက်ပြီးလူတိုင်းရဲ့ဆန္ဒတွေကိုသူကဖြည့်ဆည်းပေးနိုင်တယ်လို့ကြွေးကြော်လိုက်ပါတယ်အားလုံးကိုသူတို့ရဲ့ဆန္ဒတွေကိုစာရွက်ပေါ်မှာရေးခိုင်းပြီးအကုန်စုသိမ်းလိုက်ပါတယ်ပို့ပြီးယုံကြည်မှုရှိသွားအောင်မင်းသမီးလေးကိုစာရွက်တစ်ရွက်ဂျပန်နိုင်ခိုင်းလိုက်ပါတယ်စာရွက်ပေါ်မှာဘလို့ဆန္ဒမျိုးပဲရေးထားပါစေသူကဖျက်အောင်လုပ်ပေးမယ်လို့ရဲရဲဝံ့ဝံ့ပြောလိုက်ပါတယ်ဒါပေမဲ့စာရွက်ကိုဖြန့်ကြည့်လိုက်တဲ့အခါမှာတော့ဟူဒီနီဟာယော်ရှာစာကိုမဖတ်တတ်ဘူးဆိုတာသိလိုက်ရပါတယ်ဒါကိုမြင်တဲ့သူတွေအကုန်လုံးကဝိုင်းရကြတာကြောင့်ဟူဒီနီဟာမိဖုရားကြီးစီကိုသွားပြီးဘာရေးထားတယ်လဲဆိုတာဘာသာပြန်ခိုင်းလိုက်ပါတယ်မိဖုရားကြီးကစာကိုကြည့်ပြီးခေါင်းခါကဒါကတော့လုံးဝမဖြစ်နိုင်တဲ့ဆန္ဒပဲလို့ပြောလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စာရွက်ပေါ်မှာနန်းတော်ကခေါင်းလောင်းကြီးပြင်မိတာကိုကြားကျင်တယ်လို့ရေးထားလို့ပါဒီခေါင်းလောင်းကြီးဟာနှစ်ပေါင်းရာချီပြီးတိတ်ဆိတ်နေခဲ့တာပါခေါင်းလောင်းထိုးတဲ့ကြိုးတွေကလည်းဆွေးမိပြတ်တောက်နေပြီဖြစ်တယ်လို့ခေါင်းလောင်းစင်ပေါ်တက်တဲ့လေကားတွေလည်းမရှိတော့ပါဘူးဒါပေမဲ့ဟူဒီနီကတော့အရှုံးမပေးပါဘူးသူဟာပူဝါတစ်ထည်ကိုထုတ်လိုက်ပြီးအထဲကိုအဖြူရောင်ပိုးပူဝါတစ်ထည်ထည့်လိုက်ပါတယ်ခဏအကြာမှာတော့အဲ့ဒီပူဝါတွေကနေကြိုးတစ်ချောင်းကိုထုတ်ပြလိုက်ပါတယ်ဒီထူးဆန်းတဲ့မြင်ကွင်းကိုမြင်တဲ့အခါအားလုံးကလက်ခုပ်တီးကြပါတယ်ဒါပေမဲ့ဒီမျက်လက်အသေးစားလေးကဟူဒီနီပြကျင်တဲ့အရာမဟုတ်ပါဘူးသူကမင်းသမီးလေးကိုစင်ပေါ်ခေါ်ပြီးအဲ့ဒီကြိုးကိုအတူတူဆွဲခိုင်းလိုက်ပါတယ်ကဲထပ်ဆွဲလိုက်ပါဦးချက်ချင်းဆိုသလိုပဲကရင်မလင်နန်းတော်ထဲမှာတာယာနာပျော်ဖွယ်ကောင်းတဲ့ခေါင်းလောင်းတန်ကြီးပြန်လည်မြင်ဟဲလာပါတော့တယ်ဒါဟာတက်ရောက်လာတဲ့တော်ဝင်မိသားစုဝင်အားလုံးကိုမင့်တက်သွားစေခဲ့ပါတယ်သူတို့ဟာဘိုးဘေးတွေရဲ့ခေါ်တံကိုကြားနေရတယ်လို့ခံစားလိုက်ရတာကြောင့်အားလုံးဟာတညီတညွတ်တဲဒူးထောက်လိုက်ကြပါတယ်ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းမျက်လက်ဆိုတာလက်ကွက်တစ်ခုပါပဲခေါင်းလောင်းတန်မီလာရတာဟာသူစာရွက်တွေတင်လိုက်ကြတဲ့ကစာရွက်ကိုလဲလိုက်လို့ပါဒါကြောင့်ဘသူကဘာစာရွက်နိုင်သူဖြစ်ချင်တဲ့ဆန္ဒပဲထွက်လာမှာဖြစ်ပါတယ်ခေါင်းလောင်းကြီးအချိန်ကိုက်မီလာတာကလည်းသူ့ရဲ့အပေါင်းပါကြောင့်ပါဖျော်ဖြေပွဲမစခင်ကတည်းကသူ့လူဟာတစ်ဖက်တိုက်ပေါ်မှာအတန်တိတ်ပြောင်းတက်ထားတဲ့စနိုက်ပါတင်နဲ့အစင်တင်စောင့်နေခဲ့တာဖြစ်ပါတယ်